ခါတုန်းကထူးဆန်းတဲ့ကြောက်ဦးကြီးတစ်လုံးကနေအလွန်အင်အားကြီးမားတဲ့တတဝါလေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်။သူမွေးဖွားလာတဲ့ခဏမှာပဲမျက်လုံးတွေကနေလက်စီးချောင်းတွေဝင်းခနဲ့ထွက်ပေါ်လာပြီးနတ်ပြည်ကနတ်မင်းကြီးရဲ့နန်းတော်အထိဆူရှားသွားခဲ့တာကြောင့်ဒီချာမင်းကြီးတောင်မျက်စိချင်းသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲနတ်ပြည်ကကြောင်ကလေးတစ်ကောင်ဟာလမ်းဖြတ်ပြီးလူပြည်ကိုပြုတ်ချသွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဝိညာဉ်မြောက်ကလေးဟာအဖော်ရှားဖို့အတွက်ပန်းတီးတီတောင်ကွာကမောင်တန်းကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကမြောက်တွေကတော့ဘင်းဘက်ကလာတဲ့သူကိုသိပြီးသဘောမတူပဲရက်လုခဲ့ကြတယ်။ဒီနေ့မှာတော့မိစ္ဆာတစ်ကောင်ရုတ်တရက်ပေါ်လာပြီးမြောက်ကလေးတစ်ကောင်ကိုဖမ်းခေါ်သွားတဲ့အခါမှာတော့မြောက်အုပ်ကြီးကဒီအဖြစ်ကိုဝိညာဉ်မြောက်ကလေးရဲ့ပေါ်ပဲပုံချလိုက်ကြပါတော့တယ်။လက်ပေါင်းများစွာကြာသွားတဲ့အခါဝိညာဉ်မြောက်ကလေးဟာအရွယ်ရောက်လာခဲ့ပြီပေါ့။ဒီနေ့မှာတော့အရင်ကမိစ္ဆာကြီးပြန်ပေါ်လာတာကိုသူမြင်လိုက်ရတာကြောင့်အားလုံးကိုအပြေးလွှားသွားတတိပေးခဲ့တယ်။မိစ္ဆာကြီးကနောက်ထပ်မြောက်ကလေးတစ်ကောင်ကိုဖမ်းဖို့လုပ်နေတော့မှပဲဝိညာဉ်မြောက်ကကြားတဲ့ကနေခုခံပေးခဲ့ပါတယ်။ဒါပေမဲ့သူ့မှာကောင်းမွန်တဲ့လက်နက်မရှိတာကြောင့်မိစ္ဆာကြီးရဲ့လက်သီးတစ်ချက်တည်းနဲ့တင်ရှုံးနေသွားခဲ့ပြီးနောက်ထပ်မြောက်ကလေးတစ်ကောင်ထပ်မံဖမ်းခံလိုက်ရပြန်တယ်။အရှိပင်လေနဂါမင်းကြီးရဲ့နန်းတော်မှာပင်လေပင်ကိုညီတက်စေတဲ့နတ်လန်တန်လူကြီးဂျင်ကူပန်ရှိတယ်ဆိုတာကြားသိရတဲ့အခါသူဟာတွန့်ဆုံမနေပဲပင်လေတွေကိုခုန်ဆင်းသွားခဲ့ပါပဲ။နန်းတော်တွေရောက်တော့ထူးဆန်းတာကအဲ့ဒီနတ်လန်တန်ကြီးကစကားပြောတတ်နေတာပါပဲ။နောက်ဆုံးမှာတော့သူဟာစိတ်ကြိုက်လက်နက်ကိုရရှိခဲ့ပြီးရေတံကုန်ကူကိုအမြန်ဆုံးပြန်လာခဲ့ပါတယ်။ပြီးတော့မိစ္ဆာကြီးကိုနတ်ပြည်အထိလွင့်ထွက်သွားအောင်အပြားအသတ်နှိမ်နှင်းလိုက်ပါတော့တယ်။အဲ့ဒီချိန်ကစပြီးအားလုံးကသူ့ကိုတရေကောင်းတရားအဖြစ်သတ်မှတ်ပြီးမြောက်မင်းသားလေးလို့ဖွဲ့အမည်ပေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းမြောက်အုံကြီးတွေကတော့အခုထိအခက်အခဲတွေလုပ်နေတော့ပါပဲ။သူတို့ကတကယ်လို့မင်းကပန်းတီးတီတောင်ရဲ့ခေါင်းဆောင်အစ်စ်ဖြစ်ချင်နေဆိုရင်ဇလန်လေးကဒီနေရာမှာတည်းရင်ခုန်စရာကောင်းနေပြီနော်။ဒီမြောက်မင်းသားလေးခေါင်းဆောင်ဖြစ်ဖို့နောက်ထပ်ဘယ်လိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ရမလဲဆိုတာစိတ်ပြီးအားထားပြန်ပေးစီချင်ပါလား။ဒီဇလန်လေးကိုကြိုက်တဲ့တဲ့ဆိုရင် like and subscribe လေးလုပ်ပေးကြပါဦးနော်။နောက်ထပ်လမ်းဇလန်ကောင်းလေးတွေဆက်လက်တင်ဆက်သွားမှာပါခင်ဗျာ။